ရွှေလက်နဲ့အမျိုးသမီးဟိုးရှိကရွှေနဲ့လှုပ်ထားတဲ့လက်တစ်ဖက်ရှိတဲ့အမျိုးသမီးတယောက်ရှိခဲ့ဘူးလေ။တနေ့မှာတော့သူမဟာတောထဲမှာတစ်ပင်ခုနေရင်းနဲ့သူမရဲ့လက်ပေါ်ကိုတစ်ပင်ကြီးလဲကျသွားပါလေတော့။သူမရဲ့ခင်ပွန်းကတစ်ပင်ကြီးကိုဖယ်ရှားဖို့အစွမ်းကုန်ကြိုးစားပြီးမြင်လုံးဝမရခဲ့ဘူး။နောက်ဆုံးမှာတော့ဇနီးတီရဲ့အသက်ကိုကဲတင်ဖို့အတွက်သူမရဲ့လက်ကိုပုတ်စိန်နဲ့ဖျက်ပစ်လိုက်ရပါတော့တယ်။အဲ့ဒီနောက်ပိုင်းမှာတော့သူမဟာဖျက်သွားတဲ့လက်ကိုကြည့်ပြီးအမြဲတမ်းဝမ်းနဲ့ပိုဆွေးနေခဲ့တယ်။ဒါကိုမကြည့်ရတဲ့ခင်မွန်းတူကသူမအတွက်လက်တုတစ်ခုလှုပ်ပေးခဲ့ပေမဲ့သူမကတော့ရွှေနဲ့လှုပ်တဲ့လက်ကိုပဲလိုချင်ခဲ့တာပါ။ဒါကြောင့်ရက်အနှဲငယ်အကြာမှာခင်မွန်းတူကသူမအတွက်ရွှေလက်တစ်ခါကိုထပ်ပြီးဖန်တီးပေးလိုက်ပါတယ်။ဒါပေမဲ့ကန်ဆိုးကျင်တော့အဲ့ဒီရွှေလက်ကြောင့်ပဲသူမရဲ့ခန္ဓာကိုယ်မှာပိုးဝင်ပြီးယောဂရလာခဲ့ရကနေရက်အနှဲငယ်အကြာမှာပဲသူမတည်ဆုံးသွားခဲ့ပါတယ်။သူမမတည်ဆုံးခင်မှာကျမကိုဒီရွှေလက်နဲ့အတူတူမြုပ်ပေးပါလို့ခေမွန်းဖြစ်သူစီကနေဂတိတောင်းခဲ့ပါတယ်။ခေမွန်းဖြစ်သူကလည်းသူမရဲ့စန္ဒအတိုင်းရွှေလက်နဲ့အတူမြုပ်နှံပေးခဲ့ပါတယ်။နှစ်အနှဲငယ်ကြာတဲ့အခါမှာတော့ခင်မွန်းဖြစ်သူဟာအရန်ကိုဆင်းရဲမွဲတေးသွားပြီးအသက်ဆက်ဖို့အတွက်ငွေကြေးအခက်အခဲဖြစ်လာခဲ့ပါတယ်။အဲ့ဒါနဲ့သူဟာဇနီးဖြစ်သူရဲ့အုတ်ကူစီထွားပြီးမြေတူးပါတော့တယ်။သူဟာရွှေလက်ကိုယူလိုက်တဲ့အချိန်မှာဇနီးဖြစ်သူရဲ့မျက်လုံးတွေဟာရုတ်တရက်ပွင့်လာခဲ့ပြီးမြင်သူကတော့ဒါကိုလစ်လူရှူပြီးရွှေလက်ကိုအိမ်ကိုယူလာခဲ့ပါတယ်။အဲ့ဒီနေ့ညတန်းကောင်မှာပဲဇနီးဖြစ်သူဟာသူမရဲ့ရွှေလက်ကိုပြန်တောင်းဖို့ရောက်လာခဲ့ပါတယ်။ခင်မွန်းဖြစ်သူကလည်းအသေးလဲကြောက်လန့်ပြီးရွှေလက်ကိုချက်ချင်းပြန်ပေးခဲ့ပြီးမြင်ဇနီးဖြစ်သူဟာလက်ကိုရပြီးတဲ့နဲ့ခင်မွန်းဖြစ်သူကိုတတ်ပစ်လိုက်ပါတော့တယ်။